င်္ဂလာပါဆရာသူရှင်များလို့နော်ဒီနေ့ကတော့ AFI မြင်းလောင်ချောင်းကိုအကုန်လုံးပြောပြလိုက်မယ်နော်ပါဆိုင်ကယ်မျိုးစားပြီးနော်အကုန်လုံးတူတယ်ဒါပေမဲ့မြင်းပြဆဲတော့ပါမတူတမျိုးပဲနော်ပြဿနာအကုန်လုံးတူတယ် Honda Yamaha Suzuki Kawa နော်အမှတကယ် Honda မျိုးစားတော့Y251 တာ CBR Auto Bay 3 PCA SA နော်မြင်းပြဆဲကတော့အကုန်လုံးတူတယ်နော် Honda မျိုးစားရင်တော့နော်ပါဆိုင်ကယ်မျိုးစားပြီးမြင်းကြိုးလည်းအယောင်အကုန်လုံးတူတယ်နော်အမှတကယ်ကတော့တစီပြီးတစီအဲ့လိုမျိုးတင်ရှင်းမလို့တော့အမှတကယ်ရင်တော့အရင်ကတစီတော့အကုန်လုံးတူတယ်အကုန်လုံးနားလည်ရမယ်နော်ဒါတော့မြင်ပြချက်တော့ပါအကုန်လုံးကျွန်တော်ပြောပြလိုက်မယ်ဒီလိုမျိုးပေါ့နော်ဒီမှာစိန်ဆာပါဆိုင်ကယ်ပြီးနော်ဒီမှာဆိုင်ကယ်တစီနဲ့တစီဒီမှာပါတယ် EOT ပါတယ် O2 ပါတယ်နော်နောက်ပြီးတော့ TP နော်အလေပါမှာပါတယ်ပြဿနာနော်10ပြဿနာနောက်ပြီးတော့ဒါစနိုးချိုင်ပြဿနာနော်ဆိုင်ကယ်တစီနဲ့တစီဒီလောက်ပဲရှိတယ်ဒါတော့ကျွန်တော်မြင်ပြရှင်းတော့ပါကိုပြောပြလိုက်မယ်နော်ဒီလိုမျိုးပေါ့ဥပမာဒီလိုမျိုးမီလိုင်းဝါယာရဲဒီလိုပုံစံဒါတော့ clay ပေါ့နော် clay ဒီမှာနော် clay 125 clay 125တွေ့လားဒီမှာ TP sensor EOT O2 ဒီမှာ AC မှာကလုံးဝင်တယ်ဒီမှာ AC နော်တွေ့လား AC မှာကလုံးဝင်တယ်မင်းရိုးဒီမှာနော်မင်းလန်တော့ကျွန်တော်လောက်ထားပြီးဒီလိုပုံစံနောက်ပြီးတော့သူဝင်ချင်းရှယ်ရတယ်တော့ပြောင်းကြည့်နော်ဒီမှာမင်းပြချက်လား Okay ဒီလိုမျိုးဒီမှာ Honda မျိုးစား Yamaha Suzuki နော်တော့မျိုးစားပဲမင်းပြချက်ပြဿနာရှိတယ်ဒီမှာ O2 Honda 20မင်းပြချက်နော် O2 နော်20 Yamaha ရော24ပြောလား O2 Suzuki 44ဒီလိုမျိုးกว่าတယ်မြင်ပြချက် IACV sensor ဒီမှာ Honda 29 Yamaha Yamaha 60 30ခုနော်တွဲမယ်နောက်ပြီးတော့ Suzuki 40 ECE 33Yamaha 44 Suzuki မရှိဘူးဒီမှာဒီဒါတော့ babe ဟိုဒါဒီ sensor တလောကတော့40ငါတော့ဟိုဆိုင်ကယ် CBR 125ဟိုဒါနဲ့ပါတယ်နော်ဟိုအရင်ကတဆူကတော့ဒီမှာဒီ sensor တလောကတော့သူတို့အဲ့ဒီ sensor တလောကတော့နောက်မှကျွန်တော်ပို့ပေးမယ်ကျွန်တော်လုပ်ပေးမယ်တစ်ချက်သူကတော့ဆိုင်ကယ်ဥပမာဆိုင်ကယ်ကိုမောင်းသွားတဲ့အချိန်မှာတော့နော်ဆိုင်ကယ်ဘာပဲဖြစ်ဥပမာတချို့ဆိုင်ကယ်တွေတိုင်းမိသွားတယ်လေဆိုင်ကယ်ပျောက်ကျသွားရင်တော့ဒီမှာသူအဲ့ဒီ sensor တလို့သူ set ပိုက်ပေးတယ်နော်သူမီဂျို AC မှာဝင်တယ်Honda 40 Yamaha 40 30တဲ့လားမြင်ပြချက်กว่าတယ် Suzuki 23 CKB ကပါစာပေါ့နော် CKB စင်းလို့မရဘူးအခုဆိုင်ကယ်ကတော့ဟို CKB ကတော့သူတို့မြင်ပြချက်လောက်ပေးထားတယ်နော် AFI မြင်ပါတယ် Honda မရှိနော်Honda လည်းရှိတယ်နော်မင်းပါတယ် Honda တော့အခုဆိုင်ကယ်ကတော့တွင်းရင်တော့50နှစ်ပေါ့ Honda တော့10နှစ် Suzuki လည်း10နှစ်နော်ဒါတော့ plug ကွမ်မှာနော်ဟို plug ကွမ်မှာအခုဆိုင်ကယ်အသေးတွေကတော့ပေါ်လာရင်တော့တွင်းရင်တော့ဒီမှာ plug ကွမ်ဆိုရင်တော့ Honda မရှိနော်Honda မရှိဒါတော့ Yamaha 33 Suzuki က24ပြောလားဒီလိုမျိုးပုံစံမင်းပြရှင်းတော့ပါกว่าတယ် AFI မင်းနော်ဒီမှာလာကြည့်တော့တမျိုးဒါတော့ Honda မျိုးစားဒါ ABA နော်ABA ဒါစီပန်းကတော့ Honda Yamaha မင်းပြရှင်းမရှိဘူး Suzuki ကလည်း70ရှိတယ်နော်စီပန်းနော် ABA ကတော့ Honda မရှိဘူး Yamaha ရှိတယ်40နှစ်ဒါတော့ VVA စင်စာတော့ Yamaha ရှိတယ်နော်40ရှိဒီမှာဒါတော့ဘက်တလီကိုထုတ်ပါလဲဒိုင်အောက်ပေါ့နော်အမှန်တကယ်နော်ဘက်တလီမဟုတ်ဒိုင်အောက်နော်ဒိုင်အောက်Honda Suzuki မရှိမိပြချက် Yamaha ရှိတယ်46နော်โอเคဒီမှာ
ဒီမှာတော့အလေပါနော်အလေပါစင်စာဟိုအရင်ကတီးစီးတယ်နော်တီးပါတယ်အလေပါနော်လေပါစင်စာ Honda နော်တီး Yamaha 73 74တို့လားSuzuki 73ဒီမှာ EOT ECT စင်စာ